မဲဆူလိုလည်းတိမှာပါပိုက်နဲ့ဟော်တူနဲ့ဘယ်တာပို့ပြီးအလုံးဆုပ်လို့ဆိုတော့တိမယ်ဒီမှာဆိုရင်တော့ကျွန်တော်ပိုက်နဲ့6ကိုကျွန်တော်တို့60ဆက်တဲ့နေကြနေကိုကျွန်တော်မျှပြီးမယ်ဒါဖြတ်တဲ့နေကြနေဘယ်လိုဖြတ်လဲဆိုတာတိပြီးတဲ့သူများဆိုရင်တော့ကြော်သွားနိုင်ပါတယ်မတိသေးတဲ့သူတွေဆိုရင်တော့ဒါကြည့်တာကိုဘိုးတူတာလည်းရတယ်ပေါ့နော်တခါကျရင်ကျွန်တော်တို့ပိုက်လို့စတီးလို့မဟုတ်ဘူးလေဟော်လိုလုံးပါလေပိုက်တွေနဲ့ကြုံတာတတ်လို့ပါနော်โอเคဒီမှာဆိုရင်တော့ကျွန်တော်ဒါမှတ်မယ်မှတ်ပြီးတော့ပိုက်ရဲ့ကိုစင်တာခွဲလိုက်တယ်ဒါစင်တာခွဲတာပါစင်တာခွဲပြီးတော့နှစ်ဖက်မှတ်မယ်အဲ့ဒီစက်ခုမှာပဲပြီးတော့ဟိုဘက်ကိုလည်းတစ်ဖက်မှတ်မယ်မှတ်ပြီးတော့ဒီအပေါ်မှာတစ်ခါထပ်မှတ်ရပါတယ်နော်နှခမ်းလေးထိရုပ်လေးပဲထားပြီးတော့မှတ်တယ်နော်မှတ်ပြီးကျွန်တော်ဒီကောင်ကိုဖြတ်ထုတ်မယ်ဒါကတော့ဒီမှာတော့စက်ခုနဲ့လုပ်တယ်ဆိုတာဒါအပီးကက်ကြီးလေးပါညှက်လို့ရလို့အဆင်ပြေအောင်လို့ပါโอเคဒါဆိုရင်ကျွန်တော်ဒီမှာပိုက်ကိုမှတ်လိုက်ရုံပဲဒါဒီစက်ခုကလည်းကျွန်တော်တို့ပိုက်နဲ့ကွက်တီကိုကျွန်တော်ပထမတိုက်ရတယ်နော်ဒီမှာပါပါတယ်တေချာကြည့်ပါပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့လုပ်ပြီးတော့ဖြတ်မယ်ဖြတ်ပြီးရင်ဒါဆိုရပါပြီဒါကတော့ဆရာကြီးတွေတွေ့တော့မဟုတ်ဘူးเนาะအခုမှစပြီးဒေတာတွေတခါကျရင်ဟောလို့လောက်ရင်လည်းပိုက်တွေနဲ့ကြုံတော့တက်လို့